ကျွန်တော်တို့ဘက်ကသွေးနဲ့စပြီးရင်းရတာကြီးလေကျောင်းသားသမိုင်းကိုပြန်ကြည့်လိုက်မယ်ဆိုရင်ကိုအောင်ကျော်တို့ဖြစ်ကလည်းဒီလိုပဲသွေးမြေကြပြီးတော့ရင်းခဲ့ရတာပဲကျွန်တော်တို့ဒီဘက်ခင်မှာလည်းရေတော်ပုံတွေအများကြီးရှိခဲ့ပါတယ်ကျွန်တော်တို့မမီလိုက်တဲ့ကျွန်တော်တို့ငယ်တဲ့အရွယ်တွေမှာလည်းဒီလိုပါပဲအဲ့တော့ကိုဖုံးမော်ကြာဆုံးရတဲ့ကိစ္စနဲ့ပတ်သက်ပြီးတော့ဒါဟာ88အရေးတော်ပုံကြီးအတွက်အရင်ဆုံးခင်းလိုက်ရတဲ့အယူတစ်ချောင်းအရင်ဆုံးသွန်းလောင်းလိုက်ရတဲ့သွေးတစ်ဆက်ပါအဲ့ဒီတပည့်လုံးလူတို့ကိုကျွန်တော်ပြီးမောင်ကိုလူစုလူရင်းနဲ့ဆူလူဘူးလုံးလို့ရှိရင်တော့စစ်တပ်ဆိုတာပြည့်မှောင်ပြီမောဘထောင်ပြီး6ခါမပါဘူးအဲ့တော့နောင်ကိုဆူလူဘူးလုံးမယ်ဆိုရင်တော့တက်ကိုသုံးလို့ရှိရင်တော့အဲ့ဒါဆူတဲ့လူတွေမတက်တာဘူးသာမှတ်ပြီးတော့အဲ့လိုပိတ်ပိတ်အောင်မှောင်နေတဲ့အနာဂတ်ပြောင်းနေတဲ့နိုင်ငံတစ်ခုရဲ့စတင်ပြီးတော့လှုံ့ဆော်လိုက်တဲ့မိဘတစ်ခုပါအဲ့ဒီနေ့ဟာ1988ခုနှစ်မတ်လ23ရက်အင်အားရှိတယ်။ဘာရှိလဲဆိုတော့ညီညွတ်ခြင်းရဲ့အင်အားရှိတယ်
ပြည်သူတရားလုံးကိုကျွန်တော်တို့အားကိုးတယ်ရှုံးကြည့်တယ်လေးစားတယ်ပြည်သူပါပဲနဲ့ကျောင်းသားကြီးနဲ့တိုက်လာတဲ့ပွဲတွေမှာဘယ်ဘက်မှမအောင်မြင်ခဲ့ရဘူး62ခုရေးခင်းဥထအရေးနှိုင်းရကြည့်ကျွန်တော်ကျောင်းသားညီအကိုတွေအကိုတော်တွေများပေါ့ခင်ဗျာကြာဆုံးခဲ့ရတယ်သူတို့ရဲ့သင်ခန်းစာကိုကျွန်တော်အများကြီးယူခဲ့ရပြီးပါပြီဒီနေ့ကျွန်တော်တို့အောင်မြင်တယ်ဆိုတဲ့နေရာမှာလဲပြည်သူအင်အားပါလာလို့ပါခုနပြောသလိုဒီဓမ္မဆိုရှယ်လစ်လမ်းနယ်ပါတီဆိုတဲ့ကျွန်တော်တို့နိုင်ငံရဲ့တိုးတက်ဖွံ့ဖြိုးမှုကိုလောင်းရိပ်ပေးနေတဲ့တစ်ပင်ကြီးပါခင်ဗျာအဲ့ဒီတစ်ပင်ကြီးကအနည်းကလဲဝအောင်ကျွန်တော်တို့အားလုံးဝိုင်းဝန်းပြီးတော့တိုက်ဖြစ်ရမယ် ဟ